မိုးချုပ်စာပြုတ်ပြီးရွာထိတ်ကတင်းချိုင်းဟောင်းကြီးဟာမြူနင်းတွေကြားမှာမိုင်းညို့လို့နေတယ်ကျွန်တော်ကတော့မြို့ကပြန်လာတိုင်းတီဖြတ်လန်းကိုပဲအမြဲသုံးနေကြအဲ့ဒီနေ့ကတော့ပုံမှန်ထက်ပိုမှောင်နေတယ်လို့ပဲလမ်းဘေးကညောင်ပင်ကြီးအောက်ရောက်ခါနီးမှာလမ်းဘေးခုံတန်းလေးပေါ်မှာထိုင်နေတဲ့အဖိုးအိုတယောက်ကိုတွေ့လိုက်ရတယ်အဖိုးအိုကခေါင်းပေါင်းဖြူဖြူကိုပတ်ထားပြီးအင်ကြီးအဖြူဆုပ်ဆုပ်လေးကိုဝတ်ထားတယ်သူ့လက်ထဲမှာတော့တန်ချေးတက်နေတဲ့ရီကတော့တစ်လုံးကိုကင်ထားပြီးကြောက်တိုင်နီစီကိုစိုက်ကြည့်နေတယ်ကျွန်တော်ကအဖော်ရလို့ရညာအဘမိုးချုပ်ပြီလေအိမ်မပြန်သေးဘူးလားလို့နှုတ်ဆက်လိုက်မိတယ်အဖိုးအိုကကျွန်တော်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်တယ်သူ့မျက်လုံးတွေကမှောင်နေပေမဲ့တောက်ပနေတယ်လို့ပဲငါအိမ်ကဒီမာတင်မဲလီငါတူရဲ့ငါကဒီကဧည့်သည်တွေကိုရေတိုက်မလို့စောင့်နေတာတဲ့သူ့အတန်ကလီတိုးတန်လို့ရှာတတကြီးကျွန်တော်လဲကြောက်ကြောက်လန့်လန့်နဲ့ပဲခေါင်းငိတ်ပြီးခတ်တုတ်တုတ်ဆက်လျှောက်လာခဲ့တယ်ဒါပေမဲ့ထူးဆန်းတာကကျွန်တော်ဘလောက်ပဲရှောက်အဲ့ဒီအဖိုးကိုထိုင်နေတဲ့နေရာကိုပဲပြန်ရောက်နေတာပဲလမ်းပြောက်နေလားဒါမှမဟုတ်လမ်းကပဲဝိုင်းနေလားမသိတော့ဘူးစတုထအချိန်မြောက်အဖိုးအိုနာရောက်တဲ့အခါသူကပြုံးပြီးငါတူမောနေပြီလားရေလေးတမုတ်လောက်တောက်သွားပါလားလို့ကန်ပြီးတယ်သူကန်ပြီးတဲ့ရေကန်တော်ထဲကရေကကြီးလင်းနေပြီမဲ့အထင်းမှာတော့စပင်းရှိပြီးရောရှက်နေတယ်လို့မြင်လိုက်ရတယ်ကျွန်တော်လန့်ပြီးနောက်ကိုစုပ်လိုက်တဲ့အချိန်မှာအဖိုးအိုကမရှိတော့ဘူးလမ်းပြီးကခုန်တန်းလေးပဲကြံ့ခဲ့တယ်နောက်နေ့မနက်ရွာထဲရောက်တော့ရွာလူကြီးကိုအဲ့ဒီအကြောင်းပြောပြမိတယ်ရွာလူကြီးကတပ်ပြင်းချပြီးအဲ့ဒါလွန်ခဲ့တဲ့အနှစ်90ကတင်းချိုင်းဆောက်အဖိုးကြီးလေသူကရေငတ်ပြီးတေသွားတဲ့လူနာတွေကိုရေတိုက်ချင်လွန်းလို့အခုထိရှာနေတော့ပဲတဲ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာမရှင်းတာတခုရှိနေတယ်အဲ့ဒီအဖိုးကြီးကကျွန်တော်ကိုရေကမ်းပြီးတော့ကသူ့လက်ချောင်းတွေကကျွန်တော်လက်ဖြားကိုထိသွားခဲ့တယ်အဲ့ဒီအထိအတွေ့ကအေးဆက်နေရမယ်အစားပူလောင်နေတာဖားကြောင်လေပြီးတော့ကျွန်တော်အင်ကြီးလက်ဖြားမှာကပ်ပါလာတဲ့စပင်းအဖြူတပင်ကဘာလို့လှောက်ရှားနေရတာလဲ